ဝတ်သားပလာချောင်းကျော်လုပ်ဖို့အတွက်ပထမဆုံးကျွန်တော်တို့ဝတ်သားကိုကြက်အောင်ရေနွေးနဲ့ထည့်မယ်ရပြီဆိုရင်တော့ကျွန်တော်တို့ရေအေးနဲ့အေးခံပြီးတော့ပပလေးလေးပြပါမယ်ကိုဝတ်သားလည်းပပလီးပြီးကြက်တော်နီကြက်တော်ပြူငုပ်တိချောင်းနဲ့အစင်တစ်ဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့စကြော်ကိုလုပ်ပါမယ်ကြော်တဲ့နေရာမှာရတာတဲ့အချုံမိုးအနေငယ်စားအနေငယ်ထည့်ပါမယ်။နောက်ပြီးတော့ကျွန်တော်တို့အယောင်အတွက်ကိုလည်းပဲစနစ်မိုးအနေငယ်ထည့်ပြီးတော့တမအောင်မွေးပါမယ်။အခုအားလုံးစင်သက်ဖြစ်ပြီဆိုရင်ကျွန်တော်တို့ချက်သွန်ကြောချက်သွန်ဖြူကြောမြုပ်တိချောက်တွေကိုစပြီးကြော်ပါမယ်။အခုနောက်ဆုံးကျွန်တော်တို့စောစောပပလေးထားတဲ့ဝတ်သားကိုကျော်ပါမယ်။ဝတ်သားကျော်တဲ့နေရာမှာမီအေးလေးနဲ့အချိန်ယူပြီးကျော်ပေးရပါမယ်။ဒါမှသူကကျုပ်ပြီးတော့စားလို့ကောင်းပါပါ။ဝတ်သားရောင်လေးหนีပြီးတော့အခုလိုကြော်လေးဖြစ်ပြီဆိုရင်တော့ဆယ်လို့ရပါပြီ။ကျော်ရတဲ့ဝတ်သားအေးခံသွားပြီဆိုရင်ကျွန်တော်တို့စောစောကျော်ထားအကုန်လုံးကိုပေါင်းဆက်ပြီးတော့ရောပါမယ်ရောတဲ့အချိန်မှာရတာအတွက်အချုံမုံတကြားစားထပ်ထည့်ပေးရပါမယ်ပြီးရင်အကုန်လုံးနတ်အောင်ရောသမမွေလိုက်လို့ဆိုရင်တော့ကျွန်တော်တို့ရစားကောင်းတဲ့ဝတ်သားဗလာချောင်းကျော်လေးရပါပြီခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်